Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ real life တော့ကားသွားဆေးမှာဟုတ်ပါတယ်ကားသွားဆေးတာကမဆေးရကြဘူးပေါ့နော်အဲ့တော့ညစ်ပတ်နေတဲ့ကားဖုံတွေကြီးပဲအလုပ်ပဲသွားနေတော့မအားတာနေပေါ့နော်ဒီနေ့ကတော့ဒီမှာသူတို့အစားစားရှိရပေါ့လေနော်ကိုကိုလည်းဆေးဆံမလို့သူတို့ဆက်နဲ့ဆေးပေးမှာကိုကကားထဲမှာအေးဆေးထိုင်နေရုံပဲဒီမှာ18ချက်အဲ့ဒီဟာနဲ့ဆေးမယ်ပေါ့နော်အခုတလည်းမျိုးပေါ့ဒါကသူများကိုဆေးပေးတဲ့ဟာကိုရိုက်ထားတာနောက်ကနေဒီလိုမျိုးလေးပဲတော့ဘိန်းတွေပါတော့အကုန်ဆေးပေးတယ်သူအဲ့မှာရေးထားပဲတော့ဘာတွေလုပ်ပေးတယ်ဆိုမှရေးထားတာကိုပါတော့ကို self နဲ့ဆေးလို့ရတဲ့ဟာလေးရှိတယ်အရင်တော့ real life တို့တင်ဘူးတယ်နော်ဗီဒီယိုကကိုပါတော့ကိုလည်းဆေးလို့ရတယ်ဒါပေမဲ့အဲ့တော့ကျတော့ real life တို့ကိုပါတော့ကိုဆေးတဲ့ဟာဆေးတယ်အခုကကျတော့စိန်ခံကြည့်မယ်ပေါ့လေနော် experience အတစ်ပေါ့လေဒီထက်မှာပဲထိုင်နေမှဒီကားသူ့ဘာသူဆေးပေးသွားမှသူကအပြန်နေသူ14နေပေါ့နော်ဒီဟာဆေးတာဟိုလောက်ဘယ်နှမိနစ်လဲဆိုတော့10မိနစ်လားအဲ့လောက်တော့ဟုတ်တယ်တဲ့5မိနစ်10မိနစ်အဲ့လောက်ကြာတယ်ပေါ့နော်အထဲမှာကျတော့ကိုပါရာကိုပြန်မ vacuum လုပ်ရမယ်ဒါပေမဲ့ဒီနေ့တော့ vacuum တော့မလုပ်ဖြစ်တော့ဘာလို့လဲဆိုတော့အချိန်မပေးနိုင်တော့ပေါ့နော်အဲ့ဒါကြောင့်အပြင်ဘက်ပဲဆေးလိုက်တယ်ဒီနေ့ကအရင်တော့ real life တို့လည်းဒီလိုမျိုးဆက်နဲ့ဟိုဆေးပေးရဟာကသဘောမကျခဲ့ဘူးပေါ့နော်အဲ့တော့ဒါပတ်စံကုန်တယ်ပေါ့လေနော်ပတ်စံ waste ဖြစ်တယ်ဆိုမှထင်ခဲ့တယ်အဲ့တော့ကိုယ့်ရဲ့အတွေးပေါ့လေနော်လူကလေအများပြောင်းလဲနေတယ်ကိုယ့်ရဲ့တွေးခေါ်မှုကလေအခုကကြတော့အဲ့လိုပြန်မမြင်တော့ဒီစနစ်ဆေးရဟာကိုကောင်းတယ်ပေါ့အကောင်းတယ်လို့မြင်တယ်ဘာလို့လဲဆိုရင်ကိုကအခုပြန်မြင်လာတာကြတော့ဒီစနစ်ဆေးတာကိုယ့်အတွက် energy save ဖြစ်တယ်ပေါ့လေနော်အချိန်လဲ save တယ်ပြီးရင် energy လဲ save တယ်လို့ခံစားရပါတယ်ပြီးရင်အထဲမှာဒီတိုင်းထိုင်နေတော့လေကိုကတထဲမှုရတယ်ပေါ့နော်တကယ်တထဲကြီးပေါ့လေကိုဘာမှလုပ်ဆရာမလို့ဒီတိုင်းထိုင်နေမှဆက်ကဆေးပေးသွားပြီဆိုတော့လေ18ချက်နဲ့တထဲလိုမျိုးမှုခံစားချင်နေဆိုတော့တော့ဆေးကြပါပေါ့လေနော်မစိုးပါဘူးကောင်းတယ်လို့ real life တော့ recommend ပေးချင်ပါတယ်ဒီစပ်ပြဘာဘော်လေးတွေဆိုတာအရန်မွေးတာအရန်လာတယ်ပေါ့နော်ပြီးရင်ရေကြတော့အချင်းချင်းနေဘယ်လိုလဲမသိအရန်လာတယ်အရင်ကြည့်ပြီးမှကျင်းနေတယ် real life တို့အတွေးခေါ်ရအမြဲတမ်းပြောင်းလဲနေတယ်ပေါ့နော်လူတွေကလေအခုဆိုနောက်ပိုင်းဆိုဒီမှာပဲဆေးဖြစ်တော့မယ်ပေါ့နော်အခုနောက်ပိုင်း real life တို့ energy ကိုတိတ်မသုံးချင်တော့မလို့အပိနဲ့ energy အကုန်မခံချင်တော့ဘူးပေါ့နော်အဲ့လိုမျိုးတွေးတာပေါ့အဲ့ဒါပြီးရင် relaxing လေးဖြစ်တော့ကဒီကတော့ဆေးရလေနော်အဲ့ဒါကြည့်ပြီးမှလေကိုကအရန်လာတယ်မသိရင်ဟိုမျိုးပါလဲဟိုဘက် sea life တို့ဘာလို့တွားလိုက်တယ်လို့ပဲခန်းစားချက်ကပင်လေလေးရောက်သွားတယ်လို့ဘာလို့လို့ thank you ပါဒါကတော့ experience ဟုတ်ပါတယ်